ဘုံကထိန်ပေါက်တော့ကြောင်းလို့ရတယ် ဆက်လို့ရ ပွဲဆက်မို့လား အေးပွဲ ဒီကူထဲမှာကားရမှာနော် သူ့ဘောင်းပုံလေးအေးကလာလေ ရွှေဝေလိုင်းကူတော့ကျွန်တော်တို့စပြီးဝင်တော့မှာဖြစ်ပါတယ်ဒါရကျွန်တော်ပြင်ဆင်နေတာမဟုတ်ဘူး။ဘာလဲဆိုတော့ဒီဟာတွေကဘောကြောက်ကူဆိုတော့မိုးတွေရေတွေကတော့ဆောက်ယူနေ။အဲကြောင့်ဒီလိုလောက်တာပေ490အတွင်းကိုပေ490ရှိတယ်စေဒီဒီကတော့အများကြီးပဲရစင်းရော်တွေစေဒီဒီရေတော့အပြင်းတော့တော်တော်များတယ်ဒါအခုတေချာလေးသူရိုက်နေတာတခြားတော့မဟုတ်ပြီးရင်ကျွန်တော်နောက်ကနေပထန်းတို့ဘာလို့ကတ်မှာလေဒီမှာဟုတ်တယ်မလား ဟုတ်တယ် ပထန်းဒေသနာတော့ဟိုနောက်ကနေကတ်ပြီးတော့ဒီလိုလေးဝင်မဒီလိုမူးမလေးနဲ့ဒီလိုလေးဝင်သွားဒီလိုဒီမှာငိမ့်နေရပဲ အဲ့ကောင်လူပါဝါတဲ့ဟာလူပါဝါလာလို့ခေါ်တယ်အဲ့ဒါ ငိမ့်နေရဘာလူဝါဘာလူဝါလဲလို့ လူပါဝါလာ ဝင်ကပါစပြီးတော့ဝင်ကပါတော့ဝင်ကပါတော့ ဟဲ့ ဘာလို့ဆိုင်လိုက်ရှေ့ဦးမြင့်တဘာဝလိုက်ပြီးတော့ကျွန်တော်ဘုရားဘာသာအရာပြောမယ်ဆိုရင်ဒီနေရာကြီးကနောက်နှစ်ပေါင်းများစွာအတိုးရှင်မဲ့နေရာကြီးဘာလို့လဲဆိုတော့ဒီကြောက်ကူကြီးထဲမှာဒီလိုစင်းကူတော်တွေလူဟာတွေကကျွန်တော်မရှိတယ်ကျွန်တော်နောက်တားစင်မြေးဆက်ဒါဘုရားဘာသာဆိုတော့ဒီလိုပါလားဆိုပြီးတော့တွင်ကြံရင်းမဲ့နေရာဒီနေရာနော်နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒါကတော့ကျွန်တော်ဟိုမှာကြောက်ကူတွေရှိတယ်ဗျအဲ့ကူတွေကိုကြတော့တဲ့တဘာဝအထိုင်းထားစေချင်တာအဲ့ဒါမှ你干嘛呢？ အိုးအောင်မကြောက်စိတ်ရည်ဗျလင်းတို့ချီးဆိုတော့နန်းတယ်ဗျာဒီမှာဘုရားတော့ပိုက်တာ